တင်တိပါသလားကျွန်တော်တို့နေထိုင်တဲ့ဒီကဘာပေါ်မှာလွန်ခဲ့တဲ့နှစ်ပေါင်းထောင်ကြီးကတည်းကအခုထိသေဆုံးခြင်းမရှိဘဲအသက်ရှင်နေစေထီတဲ့လူဝပုဂ္ဂိုလ်ကြီး၄ပါးရှိနေပါတယ်အဲ့ဒီလူဝပုဂ္ဂိုလ်ကြီး၄ပါးကဘယ်သူတွေလဲဆိုတာကျွန်တော်ဒီနေ့ဗီဒီယိုမှာပြောပြပေးသွားမှာဖြစ်ပါတယ် နံပါတ်1 Hazrat Khindra alayhi salam သူဟာအကျော်ကြားဆုံးလျှို့ဝှက်ပုဂ္ဂိုလ်ကြီးတစ်ပါးဖြစ်ပါတယ်သူ့ကိုအစင်းရောင်ပုဂ္ဂိုလ်လို့လည်းလူသိများပါတယ်ဘာလို့လဲဆိုတော့သူရောက်သွားတဲ့နေရာတိုင်းမှာစိန်လန်းဆိုပြီးသွားစီလို့ပါပဲသူဟာအဘေဟယတ်လို့ခေါ်တဲ့မသေးနိုင်သောရေကိုတောက်သုံးထားရလို့ကဘာပြတ်တဲ့နေ့အထိအသက်ရှင်နေမယ်လို့အစ္စလာမ်သမိုင်းမှာဖော်ပြထားပါတယ်နံပါတ်2တမန်တော်အီလီယတ်အလိုင်ဆလမ်ရုတ်တုကိုကိုးကွယ်တဲ့အာနာရှင်တွေကိုတော်လှန်ခဲ့နဗီတမန်တော်တစ်ပါးဖြစ်ပါတယ်သူဟာလဲတည်ဆုံးခြင်းမရှိဘဲကောင်းကင်ဘုံသို့ပင့်ဆောင်ခြင်းခံရတယ်လို့အဆိုရှိခဲ့ပါတယ်တချို့သောသမိုင်းမှတ်တမ်းတွေအားသူနဲ့ဟက်ဇရက်ခင်တွဲသခင်တို့ဟာ20ဟတ်ချီရသည်မှာမက္ကာမြို့မှာလျှို့ဝှက်ဆုံတွေ့ကြတယ်လို့ဆိုကြပါတယ်ခင်တွဲသခင်ကပင်လယ်ပိုင်းကိုတာဝန်ယူပြီးအီလီယတ်သခင်ကတော့ကုန်းမြေပိုင်းကိုစောင့်ရှောက်တယ်လို့ယူဆကြပါတယ် နံပါတ်3တမန်တော်အီဒရစ်အလာဟ်အစ္စလမ်သူဟာကဘာပေါ်မှာပထမဆုံးအချုပ်ပညာနဲ့နက်ခက်ဗေဒကိုစတင်ခဲ့သူပါကျန်းစာလာအဆိုရအရှင်မြတ်ကသူ့ကိုမြင့်မြတ်တဲ့နေရာတစ်ခုစီပင့်ဆောင်ခဲ့ပါတယ်သူဟာစတုထမြောက်ကောင်းကင်ဘုံမှာအသက်ရှင်လျက်ရှိနေတယ်လို့အဆိုရှိပါတယ်သူဟာအလွန်ပညာရှိပြီးကောင်းကင်တမန်တွေနဲ့တောင်ယင်းဤကျွမ်းဝင်တဲ့ပုဂ္ဂိုလ်အထူးကြီးဖြစ်ပါတယ်နံပါတ်4တမန်တော်အီဆာအလာဟ်အစ္စလမ်အစ္စလမ်ဘာသာဝင်တွေအခိုင်အမာယုံကြည်ထားတဲ့အချက်တစ်ချက်ပါသူဟာလက်ဝါကတ်တိုင်းမှာအသက်ခံရခြင်းမရှိဘဲအရှင်လက်လက်ကောင်းကင်ဘုံသို့ကောင်းကင်တမန်တွေကခေါ်ဆောင်သွားခြင်းခံခဲ့ရတာပါသူဟာကဘာမပြတ်ခင်ဒဂျာလ်ပေါ်လာတဲ့အချိန်မှာဒမစ်ကတ်မြို့ကမေနာရတိုင်ကြီးပေါ်ကိုပြန်လဲဆင်းသက်လာမှာဖြစ်ပါတယ်သူဟာဒဂျာလ်ကိုတပ်ပြီးကဘာပေါ်မှာငိမ့်ချမ်းရေးကိုပြန်လဲတည်ဆောက်မဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်